ချဲ့လိုတွေရှိတာစနေဝင်မှလေကောင်းကောင်းအိပ်ရတယ်ကျန်တဲ့ရက်ဆိုလို့ရှိရင်ထမင်းကြိုက်တွေထားထည့်ရတယ်အဲ့လိုမျိုးနေပေါ့နော်အိပ်ရထိုင်မလန့်အခုမင်းကိုတင်မျက်နှာတစ်လေးကိုတစ်မဲအနံလေးကိုလည်းအရန်ကြိုက်တော့လေသူ့ကိုခဏခဏကိုတစ်ချင်နေတာအမှကြည့်လိုက်သူ့ရဲ့အနံလေးကလည်းအရန်မိုက်ပြီးတော့လေထွက်လာတဲ့အမြုပ်လေးကလည်းခရင်တိုက်လေးလို့လေမသိရေခဲမုတ်လို့တင်ကိတ်မုတ်ကထွက်တယ်ခရင်လေးလို့အဲ့လိုမျိုးအရန်မိုက်တယ်ပြီးသွားရင်လေချီပါအောင်အမြုပ်တွေအရန်များကြီးငယ်လေးတွေကလေဆက်ပြအဝိလျှော်ခိုင်းပြီဆိုတာနဲ့လေခြေရလေးဆက်ပြတွေဆော့တာအခုလည်းကြည့်လေအမြုပ်တွေအရန်များတော့လေသိလားအရန်ဆော့လို့ကောင်းတာဒါပေမဲ့လေပြီးသွားလို့ရှိရင်လေဒီဆက်ပြလေးကဘာကောင်းလဲဆိုလို့ရှိရင်လေလုံးဝရှည်တဲ့ပြေးဝပါတယ် moisturizer ဖြစ်တဲ့အတွက်လေအမဲဆက်တင်းတိတ်သမားတွေကစားဆွဲသုံးပြီးပါလာစေတယ်မျက်နှာလေးကိုနေလောင်ကွက်တွေဆိုလို့ရှိရင်လည်းဖြူဝင်လာစေတယ်နောက်ပြီးတော့တကယ်နော်အစီပြန်နေသူလို့ရှိရင်3ရက်နဲ့ထိမ့်ပြီးတော့ဝက်ချန်နေတယ်လုံးဝတိတိတသားတပတ်တွေတတ်စေဒီမင်းကိုတီကလေအသားရည်ကိုပါနောက်ထပ်တင်းရင်လေးနဲ့မျက်နှာလေးကိုကြည်ရင်ဝင်းပစေတယ်အဲကြောင့်မို့တကယ်300မိုက်တယ်